အားလုံးပဲမင်္ဂလာပါလင်းသစ်ပညာရေးဝန်ဆောင်မှုရဲ့အခြေခံအင်္ဂလိပ်စာပို့ချချက်ကနေပြီးတော့ကြိုဆိုပါတယ်အခုပြောပြပေးမှာတော့အင်္ဂလိပ်စာရဲ့အခြေခံအကြဆုံးဖြစ်တဲ့ 9 bus speech ဝါစင်က9မျိုးကြောင့်ဖြစ်ပါတယ်ဝါစင်က9မျိုးကိုတစ်ခုချင်းစီရှင်းပြပေးမှာဖြစ်ပါတယ်ဒီမှာဆိုရင် noun တွေ number 2မှာ pronouns adjectives, verbs, adverbs, preposition, conjunction, interjection နဲ့ determinants ပြီးတော့ကိုမျိုးကြောင့်ကိုတစ်ခုချင်းစီရှင်းပြပေးသွားမှာဖြစ်ပါတယ်။ကျောင်းသားများအားလုံးဆက်ပြီးတော့မှလေ့လာကြည့်ရအောင်။ပထမဆုံးအနေနဲ့ noun ဆိုတာ names of anything အရာတိုင်းရဲ့အမည်ကိုခေါ်တာပေါ့။ဥပမာနဲ့ပြောရင် boy လို့ခေါ်တဲ့ယောက်ျားလေးလို့ပေးထားတယ်girl မိန်းကလေးလေးပါမှာပေါ့သူရဲ့ပုဂ္ဂိုလ်နာမည်အနေနဲ့ John the Pacific Ocean Pacific Moria တို့ the Nile မြစ်တို့ Singapore နိုင်ငံနောက်တစ်ခါ happiness လို့ခေါ်တဲ့ပျော်ရွှင်မှုတွေအစရှိသဖြင့် noun ပုံစံနဲ့တနည်းအားဖြင့်အမည်ဟူသည်များသည် noun ပေါ့အဲ့က noun တွေကိုရေပုံအားဖြင့်အကြမ်းမြင်ခွဲရင်countable nouns ရေးတွက်လို့ရတဲ့ noun တွေရှိတယ်။ uncountable noun လို့ခေါ်တယ်ရေးတွက်လို့မရတဲ့ noun တွေလို့ရှိတယ်။ countable nouns တွေမှာကြည့်မယ်ဆိုရင် singular လို့ခေါ်တဲ့အနည်းပုံစံပြီးတော့ plural လို့ခေါ်တဲ့အများပုံစံပြောင်းတဲ့ရေပုံရသဘောကြည့်ချင်တယ်။ဥပမာ dog ခွေးတစ်ကောင်နဲ့ပေါ့ dogs ခွေးများပေါ့ why ဆိုတော့ကောင်လေးများဆို boys boys ပေါ့ဒါပေမဲ့ beachကမ်းခြေလို့ခေါ်တဲ့ ch နဲ့ဆုံးတဲ့နောက်မှာတော့ bac ရှိ beaches ကမ်းခြေများ bows bouses life lives baby babies twine twines mouse mice child children ဆိုပြီးတော့ noun တွေကိုတနည်းအားဖြင့် singular ကနေပြီး plural ပြောင်းတဲ့အခါမှာသူတို့ရဲ့ပြောင်းလဲသွားတဲ့ပုံစံလေးရတော့ဖတ်ရင်းနဲ့မှတ်သွားမယ်ပေါ့ရေပုံအားဖြင့်တော့ s တို့မို့ es ထည့်တယ်ပေါ့နောက်တစ်ခါစကားလုံးပုံစံပြောင်းသွားတဲ့ noun လေးတွေရဲ့လည်းရှိမှာပေါ့ဥပမာ mouse ကနေ mice child ကနေ children ဒါတော့ဖတ်ရင်းနဲ့မှတ်သွားမယ်ဆိုရင်အဆင်ပြေပါတယ်နောက်တစ်ခု uncountable noun မှာတော့ဥပမာ water ဆိုရင် uncountable noun ဒါမှမဟုတ် uncountable noun ကိုပဲcountable အနေနဲ့သုံးသွားတဲ့အခါမှာဥပမာ a glass of water ဆိုရင်ရေတစ်ခွက်ပေါ့ two glasses of water ရေနှစ်ခွက်chocolate ဒီမှာ ch ကို colat chocolate လို့ပြရပါမယ်စာရေးတာစလုံးပေါင်းကျန်နေခဲ့ပါတယ်နောက် chocolate ဆိုတော့ uncountable noun ပေါ့အဲ့ဒါကို a bar of chocolate တစ်ထောင် two bars of chocolate နှစ်ထောင်ဆိုပြီးတော့countable noun ပုံစံနဲ့ပြောင်းလို့ရရှိပါတယ်ဒါမဲ့ some common uncountable nouns are ဆိုပြီးတော့เนาะဒီမှာ၃မျိုးလေ့လာကြည့်မယ် uncountable noun တွေရဲ့เนาะမြင်တွေ့ရမယ့်ပုံစံပေါ့เนาะမြင်လို့ကြအများသောအဖြစ်တွေ့ရမယ့်ပုံစံမှာ materials လို့ခေါ်တဲ့ပစ္စည်းတွေအကြောင်းပြောတဲ့အခါမှာ metal သတ္တုတွေရှိမဲ့ wood တစ်သားတို့ plastic paper ဒါတွေလည်းပဲဖတ်ရင်းနဲ့မှတ်သွားမယ်ပေါ့ဒါလည်းအမျိုးသမီးတွေ noun အုပ်စုတွေမှာပါသွားမယ် food အစားအစာမှာဆိုရင် bread almond cheese ဒိန်ခဲတို့ meat အသားတို့ tea လက်ဖက်ရည်တို့ coffee တို့ sugar တခြားစသဖြင့်ပါရှိမယ်နောက်တစ်ခါ ideas and feelings လို့ခေါ်တဲ့စိတ်ကူးယူဆနဲ့ခံစားချက်တွေရှိမယ် happiness sadness เนาะ feelings တွေပါရှိမယ်เนาะ ideas စိတ်ကူးယူဆတွေမှာဒါလည်းပဲ noun အနေနဲ့သိရှိမယ်ပေါ့เนาะအဲ့တော့ပြန်ပြောမယ်ဆိုရင် noun ဆိုတာဒီ names of anything အရာတိုင်းရဲ့အမည်ပေါ့
area အရာတိုင်းအမြဲတမ်း people တို့ things တို့ animals တို့ ideas တို့ feelings တို့ such တွေပါရှိမယ်ဥပမာအနေနဲ့ sorry table cat advice တို့ happiness တို့ပါရှိမယ်ပေါ့ရေပုံရမှတ်မယ်ဆိုရင် nouns ဒီ names of anything အရာတိုင်းကဲပြီးနောက်တစ်ခု pronouns ဆိုတာဒီ noun substitute နာမ်စားလို့အဓိပ္ပာယ်သတ်မှတ်မယ်တနည်းအားဖြင့်ပြောရင်တော့နာမ်ရဲ့အစားသုံးပုဂ္ဂိုလ်နာမ်စားလို့ခေါ်အဲ့ကနာမ်စားတွေမှာနော် I we you နောက်တစ်ခါ he she they it ဆိုပြီးတော့မှနာမ်စား10မျိုးပေါ့နော်10မျိုးခွဲထားပြီးတယ်အဲ့ဒီကနာမ်စားတွေမှာမှ I နဲ့ we ကတော့သူ first person pronoun လို့ခေါ်မယ်အဲ့ဒီ first person pronoun နဲ့မှာမှတခါဥပမာဆိုကြပါစို့ I ဆိုရင် subject နေရာမှာသုံးတယ် me ကတော့ object နေရာမှာသုံးတယ် mine ကတော့ possessive adjective လို့ခေါ်တယ်နောက်မှာပိုင်ဆိုင်မှုကိုပေါ်ပြတဲ့အခါမှာသုံးတယ်ဥပမာ my father my mother my friend ပေါ့နောက် mine ကတော့ possessive pronoun လို့သုံးတယ်နောက် reflexive အနေနဲ့ mindset ကျွန်တော်ကိုယ်တိုင်ပေါ့နောက်တစ်ခါ first person pronoun မှာမှာ we ကျွန်တော်တို့ဒီလို့ခေါ်ရရှိမယ် as ကျွန်တော်တို့ကို our ကျွန်တော်တို့ ours ကျွန်တော်တို့ဥစ္စာပေါ့ our subject တော့ကျွန်တော်တို့ကိုယ်တိုင် second person pronoun မှာတော့ you ကနှစ်မျိုးရှိမယ်တနည်းအားဖြင့်တင်တီးရလဲ you ပဲပေါ့တင်တို့ဒီဆိုလဲ you ပဲပေါ့အနည်းပုံစံလည်းရှိမယ်အများပုံစံလည်းရှိမယ်အဲ့ဒီမှာ subject you ဆိုရင်တော့တင်တီးပေါ့ object you ဆိုရင်တော့သင်ကိုပေါ့ possessive adjective မှာတော့ you are possessive မှာ yours နောက်တစ်ခါသင်ကိုယ်တိုင်လို့ပြောဆိုရင် yourself အနည်းပုံစံပေါ့အဲ့တော့ you ကတင်တီးလည်းရတယ်တင်တို့တီးလည်းရတယ် you are yours yourself အဲဒီမှာ yourself မှာပဲသင်ကိုယ်တိုင်သင်တို့ကိုယ်တိုင်အဲဒီမှာသုံးတဲ့ပုံစံနဲ့မတူဘူးပေါ့ yourself ကအနည်းပုံစံပေါ့ yourself ဆိုရင်တော့အများပုံစံပေါ့နောက်တစ်ခု third person pronoun တွေမှာကြတော့ he she they it ဆိုပြီးတော့၄မျိုးရှိမယ် he ကသူသည် him သူကို his သူ it his သူဥစ္စာ himself ဆိုတော့သူကိုယ်တိုင်ပေါ့အဲ့လိုပဲ she her hers herself they them their theirs themselves it his itself ဟုတ်ပြီနာမ်စာ10မျိုးရှိရဆိုပြီးတော့ရေဝင်အပြင်ခွဲလိုက်အဲ့မှာသတိထားရမှာက I we you he she they it တနည်းအားဖြင့်ပထမဆုံးအုပ်စုအဲ့ဒီကပထမဆုံးအုပ်စုတွေက subject တွေမှာလာမယ် object အုပ်စုတွေဖြစ်တဲ့ me တို့as ပေါ့နောက်တစ်ခါ him her them it we မှာဆိုတော့ us တွေပေါ့အဲ့ဒီကဒုတိယအုပ်စုတွေကဘာဖြစ်နော် object တွေမှာလာမယ်တတိယအုပ်စုဆိုရင်တော့သူတို့ကတွေ့နာမှာပိုင်ဆိုင်မှု noun ပါမယ်စတုတ္ထအုပ်စုကတော့ like noun လိုက်စရာမလိုဘူးပေါ့ပြစမအုပ်စုကတော့သူတို့ကိုယ်တိုင်ပြုလုပ်တဲ့အရာကိုဖော်ပြပြီးဒါကိုသိထားဖို့လိုမယ်ဥပမာ we are high school student ကျွန်တော်တို့ကတပင်ကျောင်းကျောင်းသားတွေဖြစ်ကြတယ်အဲ့တော့ဒီမှာ main verb ဒီ are ဖြစ်တယ် main verb က are ပေါ့ဆိုရင် we are subject we subject ဒီ we ဒီ subject နေရာမှာပဲလာလို့ရမယ် object နေရာမှာလေ့ကြည့်လို့မရဘူးပေါ့ we ကို object နေရာကိုပို့ပြီးဆိုရင် uss လို့ဖြစ်သွားမယ်နောက်ဒုတိယဝါကျမှာ she gives me a rose သူမကျွန်တော်ကိုမင်းစီတစ်ပွင့်ပေးဒီမှာဆိုရင်လည်းပဲ gives က main verb ပေါ့ main verb ကိုလိုက်တာပြလိုက်မယ်အဲ့တော့ she ကတော့သူမဒီဆိုတော့ပထမဆုံး subject နေရာမှာလာလို့ရမယ် me ကကျွန်တော်ကိုဘာဖြစ်နော် object နေရာမှာလာအဲ့ဒါလေးသတိထားဖို့လိုမယ်တနည်းအားဖြင့်တော့ပထမဆုံးအစုဒီ subject တွေကဘာဖြစ်ရှိမှအမြဲတမ်းရှိမယ် object အစုကဘာဖြစ်နော် object နေရာမှာအမြဲတမ်းရှိတကယ်လိုအပ်လို့အမင်းမီကို subject နေရာကိုပို့ရင် I ရလို့ဖြစ်သွားမယ်အဲ့လိုပဲ she က object နေရာကိုသွားရင် her ဆိုပြီးတော့ပြောင်းသွားမယ်ဒါလေးသတိထားခဲ့မယ် she gives me a rose သူမသည်ကျွန်တော်ကိုမင်းစီတစ်ပွင့်ပေးတယ်နံပါတ်3မှာ they are my brothers
they are my brothers main verb ကပါပေါ့သူတို့ဟာကျွန်တော်ရဲ့အကိုတွေဖြစ်ကြတယ်သူတို့ဆိုတာက subject ကျွန်တော်ရဲ့အကိုတွေ my brothers ဒါ possessive adjective တော့ကျွန်တော်ရဲ့အကိုတွေဒါပိုင်ဆိုင်မှုပေါ်ပြတာရှိအဲ့တော့ I mean mine ခေါ်တယ် mine ဒီတတိယအုပ်စု possessive adjective မှာဖြစ်တယ်ဒါကြောင့်မို့လို့တတိယအုပ်စုနောက်မှာအမြင်နဲ့ noun လိုက်ပြရမယ်နောက် number 4 do you like her behavior အဲ့တော့ verb ကိုပြောပါစေ do like လို့ပြောပြမယ် do you like her behavior အဲ့တော့ you က subject ဖြစ်တယ်မင်းသူမရဲ့အမှုချင်းကိုသူမရဲ့အမှုရာကိုကြိုက်သလားအဲ့တော့ you က subject ဖြစ်တယ် her behavior her ကတော့ possessive adjective ပေါ့အဲ့တော့ you က subject အခုကိရိယာကိုရှင်းထုတ်ပြီးတော့မေခွန်းပုံစံလုပ်ထားတာပေါ့မင်းသူမရဲ့အမှုရာကိုကြိုက်သလား number 5မှာ this car is mine and that car is yours this car is mine main verb က is that car is yours နောက်က verb ဒီ is ဒီမှာ conjunction ကတော့ and က conjunction ဖြစ်တယ်အဲ့တော့ this car is mine ဒီကားကငါဥစ္စာနောက်မှနောက်လိုက်ဆရာမလို့တော့ဘူး and that car is yours တို့ကတော့ဟိုကားမင်းကားပေါ့အဲ့တော့ဒါဒီကတော့ reflexive ပိုင်ဆိုင်မှုကိုဖော်ပြပေးထားတာဖြစ်မယ်ဒါဆိုရင်တော့ I mean my mind myself we as ours ourselves you are yours yourself you are yours yourselves he him his himself အဲ့ဒါတွေကိုဇေယျကြီးကိုပထမဆုံးတော့ရအောင်ကြည့်ရမှာပေါ့နောက်ပိုင်းတော့ရရုံတည်းမကဘဲနဲ့သူ့ရဲ့မှာပထမအုပ်စုဆိုရင် subject နေရာမှာလာမှာ verb ရှိဒုတိယအုပ်စုဆိုရင် verb နဲ့ object နေရာမှာလာမှာတတိယအုပ်စုဆိုရင်တော့ possessive adjective ဖြစ်တဲ့ကြောင့်သူ့ရဲ့နောက်မှာ noun ပါမှယက်တည်လို့ရမယ်ဆိုလေအထားခဲ့မယ်စတုထအုပ်စုကတော့ noun လိုက်ဆရာမလို့ဘူးနောက်ဆုံး reflexive အုပ်စုကတော့ noun ဘယ်သူမှမလိုက်ဘူးပေါ့နော်ဒါကတော့တိကျပုံစံရှိဒါလေးလည်းမှတ်ခဲ့ဖို့လိုပါလိမ့်မယ်အဲ့တော့နောက်တစ်ခုဆက်သွားပါမယ်နောက်နံပါတ်3အနေနဲ့တော့ adjective နာမဝတ္တနာလေး adjectives modify nouns or pronoun နာမဝတ္တနာဆိုတော့ noun တောင်းပါနဲ့ pronoun တွေကိုအတူပြုတာဖြစ်တယ်ဒီမှာ main verb ဒီ modify ပေါ့ဥပမာ Moya is generous Moya ကရေရောတယ် main verb က is အဲ့တော့ Moya ရေရောတယ်ဆိုတော့ရေရောတာဒီပြောလဲ Moya ကိုပြောတယ်ဒါကြောင့် Moya က noun အမည်ဟူသည်များဒီ noun အဲ့တော့ noun ကိုတွေ့ပြီးတော့ဒါလေး adjective ကို generous က adjective number 2မှာ she is a talkative girl main verb ဒီ is သူမဟာစကားများတဲ့ main ကလေးတစ်ယောက်ဖြစ်တယ်အဲ့တော့စကားများတာသူပြောလဲနောက်က main ကလေးကိုပြောစကားများတဲ့ main ကလေးစကားများတဲ့ main ကလေးဆိုတော့လည်းဘယ်သူပြောလဲဆိုတော့သူမကိုပြန်ပြောတာဖြစ်တယ်အဲ့တော့စကားများတဲ့ main ကလေး main ကလေးဆိုတာ main ကလေးပဲဖြစ်ဖြစ်ယောက်ျားလေးဒါကတော့ main ကလေးဒါကတော့ယောက်ျားလေးဆိုတော့ဒါဒီ noun ပြောတာဖြစ်တယ် noun ဖြစ်တဲ့အမည်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်အဲ့တော့ noun ကိုထည့်ပြီးတော့ adjective ပေါ့ adjective ဒီမှာလည်းပဲသူတို့ကိုအဆင့်တွေခွဲပြီးတော့မှအသုံးပြတာရှိတယ်ရိုးရိုးအဆင့်မှာဆိုရင်တော့ positive degree လို့ခေါ်တယ်ရိုးရိုးအဆင့် comparative degree နှိုင်းယှဉ်အဆင့်တစ်ခုနဲ့တစ်ခုကိုနှိုင်းယှဉ်မယ်အဲ့ဒါကို comparative degree လို့သုံးမယ်နောက်တစ်ခုကတော့ superlative degree အမြင့်ဆုံးအဆင့်လို့လည်းခေါ်တယ်သူကတော့တစ်ယောက်နဲ့အများကိုနှိုင်းယှဉ်မယ်ဒီမှာ positive degree မှာဆိုရင် fat ဝါတယ် she is fat သူမဝါတယ်ပေါ့ fatter ပိုရဝါတယ်ဆိုတော့ကျတော့ဥပမာ Moya is fatter than သူစားပေါ့ Moya ကသူစားထပ်ပိုပြီးတော့ဝါတယ်နှစ်ယောက်နှိုင်းယှဉ်တယ်အဲ့တော့ comparative degree ရဲ့နောက်မှာတော့ THEN တန်းလိုက်လေးရှိတယ် THEN တန်းတွေ့ပြီးတော့မှတောင်းနေနောက် superlative degree မှာတော့သူကတော့တယောက်နဲ့အများနဲ့နှိုင်းယှဉ်တယ်ဥပမာ Moya is the fattest girl in our class Moya ကကျွန်တော်တန်းထဲမှာအဝါဆုံးမင်းလေးဖြစ်တယ်
အဲ့တော့ superlative degree ကတော့သူ့ရဲ့ရှိမှာဒီရှိတယ်ကိုထားပြီးတော့မှတုံးနေဒီရှိတယ်နဲ့တွဲတုံးနေအဲ့တော့ကျမ်းမြင့်မှတ်မယ်ဆိုရင် positive degree ရိုးရိုးအဆင့်ကတယောက်တည်းကိုပဲယူခွင့်ရပြပြောတာ comparative degree နှိုင်းရှင်တာကတယောက်နဲ့တယောက်နဲ့နှိုင်းရှင်တာတစ်မျိုးနဲ့တစ်မျိုးနဲ့နှိုင်းရှင်တယ်ပေါ့ superlative degree ကတော့တယောက်နဲ့အများနဲ့ကိုနှိုင်းရှင်တဲ့အခါမှာသုံးတယ်ထူးခြားချက်အနေနဲ့ကတော့ comparative degree နောက်မှာ comparative degree နောက်မှာအများနဲ့သိရှင်တင်လိုက်တယ် superlative degree ရှိမှာတော့သိရှိတင်လိုက်တယ်နောက်အချက်တစ်ခုကသင်ဝါပိန်နဲ့သင်နာပွေးပိန်နဲ့ thinness အပိန်လုံးဖြစ်တယ် degree 2မှာ ER ပေါင်းရတယ် degree 3မှာ EST ပေါင်းတယ်ခြေခွင့်ရအဖြစ် happy ပျော်ရွှင်သော happy ရပွေးပျော်ရွှင်သော happiest ပျော်ရွှင်သောဖြစ်သော clever လိမ္မာသောတော်သော cleverest ပွေးလိမ္မာသောပွေးတော်သော cleverest လိမ္မာဆုံးဖြစ်သောအတော်ဆုံးဖြစ်သော now syllable လို့ခေါ်တဲ့အတန်အနေထားအရာလည်းပဲ positive degree နဲ့ comparative degree ပြောင်းတဲ့အခါမှာဥပမာရေပုံရဖြင့်3 syllables ပေါ့နော်အတန်3တန်နဲ့အထက်ဆိုလို့ရှိရင် more တို့ most တို့ပြောင်းပေါင်းပြီးတယ်ဥပမာ dangerous more dangerous most dangerous ပေါ့နော်အမြင်များလို့ဖြစ်တော့ဒါလည်းပဲadjective တွေရေပုံရတဘောသိထားပြီးတော့ဒီ adjective ကတော့ positive degree ဒါကတော့ comparative degree ဒါကတော့ superlative degree စာကြောင်းတွေဖတ်ရင်းနဲ့ခွဲသွားလို့ရမယ်ဖတ်ရင်းနဲ့ဒါကတော့ more ပေါင်းတဲ့နဲ့ most ပေါင်းတဲ့နဲ့ဒါကတော့ချွင်းချက်ပုံစံရှိတယ်ပေါ့နော်ဒါမျိုးလေးတွေလည်းပဲဖတ်ရင်းနဲ့မှတ်သွားမယ်ဆိုရင်အဆင်ပြေနိုင်ပါတယ်နောက် irregular adjective လို့ခေါ်တဲ့ပုံမှန်မဟုတ်တဲ့ adjective ပုံစံတွေရှိတယ်ဥပမာ good ကောင်းသော better ပိုကောင်းသော best အကောင်းဆုံးဖြစ်သောဒါတွေကတော့ပုံမှန်မဟုတ်တဲ့ adjective ဖြစ်တယ်နောက် bad ဆိုသော worse ပိုဆိုသော worse အဆိုးဆုံးဖြစ်သော far with the farther farther with the farthest အဝေးဆုံးဖြစ်သောသူတို့ကလည်းပဲ irregular adjective တိုင်းမလို့ irregular adjective လည်းပဲဒါ Judy good ကတယောက်တည်းပဲပြောတာ better ပိုကောင်းတယ်ဆိုရင်တခုနဲ့တခုနိုင်ဆိုရင်တော့သူရဲ့နောက်မှာသိရှင်တဲ့လိုက်ပြရမှာပဲနောက်တစ်ခါ the best အကောင်းဆုံးဖြစ်လို့ဆိုလည်းပဲသူရဲ့ရှိမှာသိရှိခြင်းနဲ့တွဲသုံးပြစီရတော့သုံးအောင်ပါနော်ဒါတော့သူရဲ့ပုံမှန်တိုင်းပဲပုံမှန်ကြည့်ကြည့်မယ် number 1မှာ Mudra is better than Sandra အဲ့တော့ main verb is for Mudra က Sandra တဲ့ပို့ပြီးတော့မှဝါတယ် Sandra is fat Sandra ဝါတယ် main verb is ဒါတော့တယောက်တည်းရေပုံရပြောတာနောက်တစ်ခါ Jura is the fattest girl in our class အဲ့တော့ main verb is Jura ကကျွန်တော်တန်းထဲမှာအဝါဆုံးမိန်းကလေးဖြစ်တယ်အဲ့တော့ Jura ကကျွန်တော်တန်းထဲမှာအဝါဆုံးဆိုတော့ Jura နဲ့အတန်းထဲမှာရှိတဲ့ခြားလို့နေအောင်နှိုင်းစင်ထားတာပေါ့နောက် number 4မှာတော့ Coco is more hardworking than Nini Coco က Nini ထက်ပိုပြီးတော့မှအလုပ်ကြိုးစားတယ်အဲ့တော့ main verb is Coco က Nini ထက်ပိုပြီးအလုပ်ကြိုးစားတယ်နှစ်ယောက်ကိုနှိုင်းစင်တဲ့ hardworking ဖြစ်တဲ့ကြောင့် more ကိုခေါ်ပေးတာ more ကိုခေါ်ပေးထားတဲ့ degree 2ပြောင်းတဲ့အခါ degree 2ရဲ့နောက်မှာဒီမှာသိရှင်တဲ့အမြင်နဲ့လိုက်ပြီ now number 5 Maha restaurant is the best restaurant in our town ဒါမှမဟုတ်လည်း Maha restaurant is the best in our town အဲ့တော့ main verb is Maha စားသောက်ဆိုင်ကကျွန်တော်တို့မြို့မှာအကောင်းဆုံးဖြစ်တယ်တနည်းအားဖြင့် Maha စားသောက်ဆိုင်ကကျွန်တော်တို့မြို့မှာအကောင်းဆုံးသောစားသောက်ဆိုင်ဖြစ်တယ်အဲ့တော့ degree 3ရဲ့ရှိမှာသိရှိတဲ့အမြင်နဲ့လိုက်ပြီးမယ်ဒါဟာ adjective ရဲ့အခြေခံအချမ်းမြင်သဘောပေါ့ဒီမှာပဲခဏလေးနားလိုက်အောင်မယ်နော်နောက်မှ birthday ချောင်းဆက်ပြီးတော့မှပြောမယ်အားလုံးပဲကျမ်းပါကြပါစေ